Logi လမ်းမှာ Blue Sea လူစီနတ်စီဆိုပြီးတော့စီး3စီးရှိတယ်။အဲဒီစီးတွေကလွန်ခဲ့တဲ့2020လောက်ကတည်းကပေါက်ပြတ်နေပြီလို့ပြောလို့ရတယ်။စီးတွေပေါက်တော့ဘာဖြစ်သွားလဲဆိုတော့ဒီစီးတွေကိုလိုက်ထိန်းတဲ့ဆရာတွေရှိတယ်။ Logi ဆရာတွေ၊ဂိုင်းဆရာတွေကနေပြီးတော့ဒီလိုစီးတွေကိုမပေါက်ပြတ်အောင်လို့ဒိတ်တန်တွေဝင်တယ်။တချို့ကအစီရင်နေလိုက်ပြီးတော့ထိန်းတယ်ပေါ့နော်။ဒါပေမဲ့အဲ့လိုထိန်းတဲ့နေရာတွေမှာဘာဖြစ်သွားလဲဆိုတော့စီးတွေပေါက်ပြီးတော့ထိန်းနေတဲ့ဆရာတွေကလည်းစီးတွေကိုထိန်းလို့မရတော့ထိန်းလို့မနိုင်တော့တာပေါ့မနိုင်တော့တဲ့အခါမှာစီးတွေကယိုယွင်းပြီးတော့ပျက်စီးလာကြတယ်အဲ့လိုပျက်စီးလာတဲ့အတွက်ကျွန်တော်တို့တွေက Logi ဆရာတော်တော်များများပေါ့နော် Logi ဆရာတော်တော်များများအဲ့စီးပေါ်မှာရက်နေတဲ့လူတွေတောင်မှထွက်သွားကြတဲ့လူတွေရှိတယ် Logi လမ်းတွေကိုရက်ပစ်လိုက်တဲ့လူတွေရှိတယ်တချို့တွေကရနာလိုက်ကြတဲ့လူတွေရှိတယ် Logi ပညာနဲ့မဟုတ်ဘဲနဲ့တခြားပညာတွေနဲ့အတမွေဝမ်းကြောင်းပြုနေကြရတဲ့ဆရာတွေရှိရပေါ့နော်ဒါတွေကစီးတွေပေါက်လာကြတာပဲဘာကြောင့်ပေါက်သွားတာလဲဆိုတော့အရင်တော့ပြောခဲ့ဘူးတယ်ဒီအတာရေဦးခွဲတဲ့ကိစ္စတွေနောက်ပြီးတော့အတိတ်ပေါင်တွေနမိတ်အတိတ်နမိတ်ရဲ့ဟာတွေအဲ့ဒီအရာတွေကနေပြီးတော့ပေါက်ပြက်လာတယ်ပေါ့နော်ဥပမာဒီအတာရေဦးတွေခွဲတယ်ပြီးရင်ဖောင်းတိုင်းကိစ္စတွေဖောင်းတိုင်းလည်းပြီးတော့အခုလိုမျိုးကိစ္စတွေတိုင်းပြည်မငြိမ်မသက်ဖြစ်မှုတွေအဲ့လိုမျိုးတွေဖြစ်လာခဲ့တယ်ပေါ့နော်ဒီတော့မိမိတို့ဘက်ကနေပြီးတော့လေတက်နိုင်တဲ့နေရာကနေပြီးတော့စီးတွေကိုထိန်းသိခြင်းတယ်ဒီဟာဘာမှအရင်ခက်ခဲလုံနေကြမလို့ဘယ်လိုမျိုးစီးတွေထိန်းရမလဲဆိုတော့တယောက်နဲ့တယောက်က Logi ပညာနဲ့ပတ်သက်နေLogi ဆရာတော်တော်များများပေါ့နော် Logi လမ်းမှာစနေရတယ် Logi ပညာနဲ့ပတ်သက်တဲ့စတွေကိုရတယ်အဲ့လိုစနေရနေပြီးတော့တဖြည်းဖြည်းနဲ့အတိတရားတွေရလာတယ်ပေါ့နော်ဘလို့အတိတရားတွေမျိုးလဲဆိုတော့တယောက်နဲ့တယောက်ကဥပမာဒီအင်းတစ်ချက်ပေါ့နော်အင်းတစ်ချက်ကိုရေးဆွဲပြီးတော့ထွန်းရမယ်ဆိုတဲ့အတိအဲ့လိုအတိကဆရာတယောက်တည်းစီမှာမဟုတ်ဘူးနောက်ထပ်ဆရာတခြားတယောက်စီမှာလည်းပဲအဲ့လိုမျိုးအတိတွေရတယ်ပေါ့နော်အဲ့ဒါကိုစန့်လို့ခေါ်တယ်အဲ့လိုမျိုးအရာတွေရှိတယ်အခုကဘာဖြစ်လာလဲဆိုတော့အခုဆောင်ထိန်ရမယ်စီးရကြတော့ပါဇက်စီးနဲ့နောက်ပြီးတော့ပတိတွေစိတ်ရမယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ပါဇက်စီးစောင်းတဲ့အချိန်မှာတော်တော်များများကမပြောသင့်တဲ့အကြောင်းတရားတွေရှိတယ်အဲ့လိုမပြောသင့်တဲ့အကြောင်းတရားတွေဆိုရင်မပြောရအောင်အဲ့လိုမျိုးအရာကိုထိန်းရမယ်ပြီးရင်ပတိစိတ်ပေးရမယ်ပေါ့နော်ပတိစိတ်ရမယ်ပတိစိတ်တဲ့အခါမှာဂုဏ်တော်9ပါးနဲ့ဂုဏ်တော်9ပါးကို3ဘက်ကို3ဘက်သို့မဟုတ်ပတိ3ဘက်သို့မဟုတ်ပတိ6ဘက်သို့မဟုတ်9ဘက်ကိုဂုဏ်တော်9ပါးကိုစိတ်ပေးရမယ်အဲ့လိုစိတ်ပေးပြီးတော့သမုဒ္ဒိကာရကိုတစ်နေ့ကို3ခေါက်ပေါ့နော်အဲ့လိုမျိုးလေးရွတ်ပေးခြင်းဖြင့်တက်နိုင်တဲ့ဘက်က Logi ဆရာတွေမှမဟုတ်ဘူး Logi ဆရာဆရာမတွေမှမဟုတ်ဘူးဒီတာမန်လူတွေလည်းပဲကိုယ့်ဘက်ကနေပြီးတော့တက်နိုင်တဲ့ရွေးပေါ့နော်အဲ့လိုမျိုးလေးစီးတွေကိုထိန်းပေးခြင်းနဲ့ဒီလိုမျိုးထိန်းပေးခြင်းအပြင်တဖြည်းဖြည်းနဲ့ပို့ပြီးတော့စီးတွေကပြန်ခိုင်မာလာပြီးတော့အဆင်ပြေသွားလိမ့်မယ်ပေါ့နော်တိုင်းပြည်ကလည်းနာမည်ကျန်းဖြစ်နေရနေပြီးတော့ပို့ပြီးတော့အဆင်ပြေလာလိမ့်မယ်အဲ့လိုမျိုးအခြေအနေတွေကြောင့်မို့လို့မိမိတို့တက်နိုင်တဲ့ဘက်ကနေပြီးတော့လေဘာသာရေးကိုအတက်နိုင်ဆုံးတော့လှုပ်ဆောင်ပေးကြဖို့တော့တောင်းဆိုချင်ပါတယ်ဒါမှပဲစီးတွေကပို့ပြီးတော့ကောင်းလာလိမ့်မယ်တချို့ Logi ဆရာတွေဆိုရင်အရန်တော်တဲ့ဆရာတွေရှိတယ်ကျွန်တော်ကိုယ်တိုင်လေးစားအားကြရတဲ့ဆရာတွေရှိတယ်ဒါပေမဲ့သူတို့တွေကိုယ်တိုင်က Logi လမ်းကနေပြီးတော့ထောက်ခွာသွားကြတယ်ဆက်မလုပ်ကြတဲ့လူတွေရှိတယ်ဒါတွေကဝမ်းနေစရာပဲတကယ်ကောင်းမွန်တဲ့ဆရာတွေထွက်သွားတဲ့နောက်ပိုင်းမှာဘသူတွေရောက်လာတယ်ဆိုတော့ပေါ်ချောင်းကောင်းဆရာတွေရောက်လာတယ်Logi ပညာကိုတဖြည်းဖြည်းနဲ့ဆုပ်ယုပ်စေတဲ့ဆရာတွေပဲရောက်လာခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့မိမိတို့ဘက်ကနေပြီးတော့လည်းတက်နိုင်သမျှစီးတီးတွေကိုထိန်းပေးဖို့ကြံပေးခြင်းနဲ့တိုက်တွန်းခြင်းနဲ့ပေါ့ဗျာဗီဒီယို editing အတွက် PC ကတော့လုံးဝအဆင်မပြေဘူး။အားကြောင့်လဲဆိုတော့မီးရလက်ရှိရောက်နေတဲ့နေရာမှာရောက်ခမအိမ်မှာမီးရအဆင်မပြေတဲ့အတွက်ကြောင့်မလို့ဘလို့မှဒီ laptop နဲ့ video editing လုပ်ဖို့ကအဆင်မပြေဘူး။ဒါကြောင့်မလို့ပဲအဆင်ပြေတဲ့နည်းလမ်းနဲ့ပဲဆက်သွားခြင်းတယ်ပေါ့နော်။တလားနားထား TikTok မှာဆိုရင်တော့ post တင်ထားတာရှိမယ်။ဒီ video တင်တာတော့တလားနားမယ်ပေါ့နော်
ဒါပေမဲ့တလားနားမယ်ဆိုပေမဲ့အခုကျွန်တော်လုံနိုင်တဲ့ဘက်ကနေပြီးတော့ကျွန်တော်ပြောနိုင်တဲ့ဘက်ကနေပြီးတော့လှုပ်ဆောင်သွားမယ်ဒီအတွက်ကြောင့်မလို့တချို့စကားလုံးတွေလုံထွေးသွားတာမှားယွင်းသွားတာတွေရှိရင်တော့ခွင့်လွှတ်နားလည်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲကျမ်းမာချမ်းသာပြီးတော့ကံကောင်းတဲ့နေ့ရက်လေးပိုင်ဆိုင်ပါစေလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ပါတယ်ခင်ဗျာ